နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဓမ္မကတိကဣတရေယထေရီဓမ္မဒိဏထေရီမြတ်လာအရှင်မသည်တရားဟောသောဘိက္ခုနီတို့တွင်အတော်ဆုံးအထူးအမြတ်ဆုံးအဖြစ်ဣတရက်ထားခြင်းခံရတော်မူသည်ထိုထေရီအရှင်မလောင်းလျာသည်လွန်ခဲ့သောကဘာတသိန်းထက်ကဟန်တာဝရီပြည်၌ပွင့်တော်မူသောဘုရုမုဒ္ဒရမြတ်စွာဘုရား၏ရွှေလက်ထက်တော်ဝဲတကြွယ်တူ၏အိမ်၌အစေအပါဖြစ်နေခဲ့သည်သူသည်ထိုအိမ်သို့ဆွမ်းခံကြွသောအခတာဝကသူဇာတာမထေမြတ်ကိုမပြတ်မလတ်ဆွန်ကွန်ဆက်ကလူဒန်းလေးရှိသည်တရားရုံးအခါ၌ထိုဓာယိကာမသည်တရားတော်နာယူရန်မြတ်စွာဘုရား၏ကျောင်းတော်သို့ရောက်သွားသည်ဘုရုမုဒ္ဒရမြတ်စွာဘုရားသည်တန်ဃာတော်တို့၏အလယ်၌တရားအဟောကောင်းသောဘိက္ခုနီမာတစ်ပါးအားဣတရက်ထားစွာချီးမြှောက်တော်မူ၏ပရိသတ်ထဲမှတရားနာနေသောအထက်ပဓာယိကာမလည်းထိုအရှင်မကဲ့သို့ဖြစ်လို့သောဆန္ဒပြင်းပြစွာပေါ်လာ၏ထို့အတွက်ထိုဓာယိကာမသည်အရှင်သူဇာတာအားအကျိုးအကြောင်းလျှောက်ထားပြီးလျင်မြတ်စွာဘုရားအမှုရှိသောတန်ဃာတော်တို့အားတက်ဆွမ်းသမျှသောအလှကိုပြုကာဤသို့ဆုတောင်း၏တပည့်တော်မှာသည်ဤကောင်းမှုကုသိုလ်အကျိုးအားကြောင့်နောက်ပွင့်လက်တန့်သောမြတ်စွာဘုရား၏သာသနာတော်ဝေဓမ္မကတိကဣတရေရသောဘိက္ခုနီအရှင်မဖြစ်ရပါလိုသောဓာယိကမသည်အသက်အတိုင်းနေပြီးနောက်ဆုတေသောအခါလူပြည်နတ်ပြည်တော်၌စုံစံတက်သက်ကျင်လည်ခဲ့သည်ဖုဒ္ဓမြတ်စွာဘုရားပွင့်တော်မူခြင်းဝဲထိုဓာယိကမသည်တရားသူကြီးဤမယားဖြစ်လာသည်တရားသူကြီးမှာမြတ်စွာဘုရားဤညီတော်မင်းသားသုံးပါးတို့ဤလက်သုံးတော်ဖြစ်၏တရားသူကြီးဤမယားသည်ဒါနသီလအမှု၌ဝါဒနာထုံ၏တစုံတစ်ယောက်ကတစ်ခုပေးပါဟုတောင်းခံလာလျင်နှစ်ခုသုံးခုပေးသည့်အထိအပေးအလူရက်ရောသည်တရားသူကြီးဤအရှင်သခင်မင်းသားသုံးပါးသည်ဖုဒ္ဓမြတ်စွာဘုရားအားစိကပ်လှုပ်ကြွေးကြ၏တခုသောဝါရင်းကာလဝေမင်းသားသုံးပါးသည်ဖန်ရီဆုံးသောအဝတ်ကိုဝေလျက်ဆယ်ပါးသီလကိုစောင့်တည်နေကြသည်ထိုအခါရှင်တော်မြတ်ဘုရားအားဆွန်ကွန်ကပ်လို့သောတောင်းဝန်ကိုတရားသူကြီးအားလွဲအပ်ထားကြ၏တရားသူကြီးဤမယားအတွေ့အခွင့်ကောင်းကြီးဖြစ်လာတော်သည်သူသည်ဝါရင်းသုံးလပတ်လုံးမြတ်စွာဘုရားအမှုရှိသောတန်ဃာတော်အရှင်မြတ်တို့အားလိုလေသေးမရှိအောင်လို့ကြွေး၏တီလာစောင့်တည်နေကြသည်မင်းသားသုံးပါးအားလည်းကြောင်းကြမှုမရှိရအောင်ပြုစုလှုပ်ကြွေး၏ကိုယ်တိုင်လည်းတရားဘာဝနာတို့ကိုလွန်စွာအားထုတ်၏ထို့သောလျင်စေတနာတရားတရားအားကြီးသောဓာယိကာမသည်အသက်အတိုင်းနေပြီးနောက်သုသေတီအခါ၌ထိုကောင်းမှုကံကြောင့်လူပြည်နတ်ရ၏ကောင်းမြတ်သောနေရာများ၌အထက်ထပ်ဖြစ်၏ကတ္တဗမြတ်စွာဘုရားထင်ရှားပွင့်တော်မူသောကာလဝေထိုဓာယိကာမသည်လူဖြစ်လာ၏ဗာရာဏသီပြည်ကိကိမင်းကြီး၏သမီးတော်9ယောက်အနက်သူရမမင်းသမီးဖြစ်လာသည်ညီအမ9ဖော်သည်အနှစ်2000ကာလပတ်လုံးမြတ်သောသီလကိုစောင့်တည်ခဲ့ကြသည်မြတ်စွာဘုရားအမှုရှိသောတန်ဃာတော်အရှင်မြတ်တို့အားရေတွင်ရေကန်ကျောင်းအာရံများဆောက်လုပ်လူဒန်းခဲ့ကြ၏ကိကိမင်းကြီး၏သမီးတော်သူတမသည်ထိုဘဝမှဆုတည်ခဲ့လျင်တာဝရိန္ဒာနတ်ပြည်၌တရားမိဖုရားကြီးအဖြစ်အချိန်90ဧကရစ်မင်းဗရေတရစ်မင်းနှင့်တထေးတကြွယ်တို့၏မိဖုရားခြင်းအဖြစ်ကအချိန်များစွာဖြစ်ရ၏ငါတို့ဆရာဂေါရမမြတ်စွာဘုရားပွင့်တော်မူလာခြင်းဝဲသူသည်ရာဇဂိုပြည်၌ဥစ္စာကျွယ်ဝသောတထေးသမီးဖြစ်လာ၏ဓမ္မဒိဏဟုအမည်တွင်၏သူသည်အရွယ်ရောက်ချိန်၌ဗိဗိတာရမင်းကြီး၏ကျောင်းနေပဲတငယ်ချင်းဖြစ်သောဝိတာခနှင့်အကြောင်းဆက်၍ပေါင်းဖက်မိကြသည်ထိုဝိတာခကမြတ်စွာဘုရားရာဇဂိုပြည်သို့ကြွတော်မူစကတည်းကတရားတော်ကိုဗိဗိတာရမင်းနှင့်အတူနာခဲ့ရသဖြင့်တောတာပန်တည်ခဲ့သူပေသည်ဝိတာခသည်ဓမ္မဒိဏနှင့်နေထိုင်စဉ်အတွင်းမှာပေတဂရဂံတည်ခဲ့သည်ထို့နောက်တရားတော်ကိုနာရပြန်သောအခါအနာဂံအဖြစ်သို့ရောက်လာပြန်၏အနာဂံတည်ပြီးသောတကြွယ်ဝိတာခသည်မြတ်စွာဘုရား၏ကျောင်းတော်မှပြန်လာခြင်းဝဲရှေးခါကကဲ့သို့မဟုတ်တော့ပြီတောင်မြောက်၄ပါးကိုမကြည့်ပြုံးရွှင်ရေမောမပြူပဂတိအိန္ဒြေဖြင့်သာပြန်လာသည်တကြွယ်မှဓမ္မဒိဏသည်
လေသာပြတင်းကိုဖွင့်ပြီးလင်ကိုမျောသောအခါအမှုအရာထူးခြားသောလင်ကိုမြင်၏မိကဲ့သို့သောအကြောင်းကြောင့်ဤဟုတွေးတောဆင်ခြင်လျက်လေကားရင်းမှကြိုဆို၏လှပသောမယား၏ချစ်စပွဲအပြုံတာယာသောခွန်းဆက်တန်တို့ကိုဝိတာခသတိမပြုလေကားအတိုင်းတက်သွားသည်ဓမ္မဒိဏသည်ပို၍တိလိုစိတ်ပြင်းပြလာသည်အဘယ်ကြောင့်အမှုထူးခြားနေသည်။သို့ဖြင့်ထမင်းစားချိန်ရောက်လာပြီးထမင်းစားစဉ်စူးစမ်းမည်ဟုသောဓမ္မဒိဏ၏စိတ်ကူးသည်အထမမြောက်ချေအကြောင်းမူဝိတာခသည်တယောက်မျက်နှာတယောက်ကြည့်လျက်ပြုံးရွှေရေမောသောအကျင့်ကိုစွန့်ခဲ့ပြီးဖြစ်သောကြောင့်သည်ယောဂဝဆရကမ္မထံကိုဝင်စားနေသောယဟန်တော်အလားငြိမ်သက်စွာထမင်းငုံစားနေသောဝိတာခအားဓမ္မဒိဏအကဲခတ်သည်မိတို့သောအကြောင်းပင်ဤဟုတွေးသည်တွေး၍မရဤသို့ရှိစီတွင်ဝိတာခသည်အခိုင်းစိတ်များအားခေါ်သည်အခန်းတော်တစ်ခုကိုအရှင်းခိုင်းသည်အိယာညောင်ဆောင်အပြင်ခိုင်းသည်ဆောင်းကောင်းအုံများချထားပြီးနောက်တင်းတိမ်ကာယံလိုက်သည်မယားနှင့်တအိယာတဲ့မအိပ်ဆက်တော့ကြောင်းအထင်အရှားပြသလာသဖြင့်ဓမ္မဒိဏမေးရတော့သည်အရှင်သာကျွန်တော်မအပြစ်ရှိလို့ဒီလိုလုပ်တာလားမဟုတ်ပါဘူးကွယ်တယောက်ကများဂုံးစကားပြောရသလားအရှင်မဟုတ်ဘူးဓမ္မဒိဏဒါမှမဟုတ်ရင်တခြားမိန်းမတယောက်ကိုစိတ်ညွန့်နေလို့လားတာပြီးတော့လွဲသေးတဲ့ဓမ္မဒိဏဝိတာခသည်ဓမ္မဒိဏအားအထင်သေးသောကြောင့်ရှင်းလင်းမပြလို့သို့တော်ရှင်းလင်းမပြဘဲထားပြန်လျင်လည်းဓမ္မဒိဏနှလုံးသွေးပြက်ပြီးအသက်ပါအန္တရာယ်ရှိနိုင်သည်တို့အတွက်စူးစမ်းပြီးရှင်းလင်းပြရတော့သည်ဒီလိုဓမ္မဒိဏရေဒီလိုကွယ်ငါဟာမြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားရတဲ့အတွက်လောကုတ္တရာတရားအထူးကိုရနေပြီအဲ့ဒီလိုလောကုတ္တရာတရားအထူးကိုရတဲ့သူဟာအရင်တုန်းကလိုတဏှာတန်တဝတဏှာဖြင့်ပေါင်းတင်ဆက်ဆံခြင်းနဲ့ရှင်ပြမျိုးထုမှုမပြုကျင်တော့ဘူးကွဒါကြောင့်မင်းဆန္ဒရှိရင်မင်းကပါလာတဲ့ဂရေ40ငါမှပါလာတဲ့ဂရေ40ကိုသိမ်းယူပြီးဒီအိမ်ကိုအုပ်ချုပ်ပါငါရဲ့အမအဖြစ်နဲ့ပဲဖြစ်ဖြစ်နမအဖြစ်နဲ့ပဲဖြစ်ဖြစ်ပေါ့ကွယ်ငါကတော့မင်းကျွေးတဲ့ထမင်းတစ်လုံးတစ်ဆုပ်ကိုစားပြီးတရားအားထုတ်မယ်ဝိတာခသည်ဓမ္မဒိဏမိတို့ဖြစ်သွားသည်နီအကဲမခန့်မလေးလာပဲနောက်တနည်းပြောပြန်၏ဒီလိုမှမနေခြင်းလဲပစ္စည်းတွေအားလုံးယူပြီးမိမိဘရဲ့အိမ်ကိုပြန်ပြီးတော့အိမ်အောင်တစ်မထူထောင်ခြင်းမှုဆိုရင်တော့မင်းကိုနမလိုသမီးလိုထားပါမယ်ဝိတာခ၏စကားများသည်တာမန်ယောက်ျားတို့ပြောနိုင်ရန်ခက်ခဲလာသည်တို့ကြောင့်ဓမ္မဒိဏသည်ဝိတာခမှာသူပြောသည့်အတိုင်းတရားတို့ရနေသည်ဆိုခြင်းမှာဟုတ်လေသလားဟုတွေးတောရင်းကစုံစမ်းမေးမြန်း၏အရှင်သာအဲ့ဒီလောကုတ္တရာတရားကိုအရှင်တို့လိုယောက်ျားတွေသာသိမြင်နိုင်သလားကျွန်တော်မတို့လိုမိန်းမတွေမသိမြင်နိုင်ဘူးလားဟာမဟုတ်ဘူးဓမ္မဒိဏဒီတရားကိုကျင့်ကြံအားထုတ်ရင်ဘယ်သူမဆိုလောကုတ္တရာတရားဓမ္မကိုခံစားနိုင်ပါတယ်ဒီလိုဆိုရင်သူတစ်ပါးထွေးပြစ်တဲ့တရွေးပေါက်ကိုကျွန်တော်မကောက်မမျိုးခြင်းပါဘူးကျွန်တော်မကိုယဟန်ပြုခွင့်သာပေးတော်မူပါဝိတာခတွေအံ့ဩဝယ်ဝမ်းမြောက်ဖွယ်စကားဖြစ်သည်ကောင်းပြီဓမ္မဒိဏငါခွင့်ပြုတယ်မဲမင်းစိတ်မဝင်စားဘူးထင်ခဲ့မိလို့မပြောမိတာပါဒါပေမဲ့ခဏကလေးဆိုင်အောင်တော့ခဏကလေးဆိုင်ငတ်ရန်ဝိတာခမှာကြားခြင်းမှာပြည့်ရှိမင်းတန်တို့တွားလို့၍ဖြစ်သည်ဘယင်ပိပိတာရာသည်ညကြီးအချိန်မတော်ရောက်လာသောတငယ်ချင်းအားစီချိုကအကျိုးအကြောင်းမေးသည်ကျွန်တော်ခင်မိုးမကိုဘိက္ခုနီကြောင့်ပို့မလို့ပါအရှင်မင်းကြီးဒါကြောင့်ရွှေထန်းစင်တစ်ခုငားတော်မူပါဖေဟာမင်္ဂလာရှိလိုက်လေဝိတာခရဲ့အလိုရှိတဲ့ရွှေထန်းစင်ကိုရွှေတိုက်တော်ကထုတ်ယူသွားစေဟဲ့မင်းချင်းတွေတကြွယ်မသွားမဲ့လမ်းတစ်လျှောက်မှာလမ်းကိုတက်ရှင်းပြုပြင်ကြစေတကုံကုတ်ကားချိတ်ဆွဲတဲ့မီးယူးတစ်စောင်ထွန်းညိတဲ့ဒဇာဆင်မှုတွေအမြန်ဆောင်ရွက်ကြစေဝိတာခသည်နောက်လိုက်နောက်ပများအားရွှေထန်းစင်ကိုအထမ်းခိုင်းပြီးအိမ်သို့ပြန်လာသည်ဓမ္မဒိဏကိုနန္ဒရေဖြင့်ရေချိုးပေးသည်ကောင်းမွန်စွာဖြည့်လည်မည်ဝတ်ကောင်းစားလဆင်ရင်ပေးသည်ထို့နောက်ဓမ္မဒိဏကိုရွှေထန်းစင်ပေါ်တင်သည်ဘိက္ခုနီကျောင်းသို့လာသောဓမ္မဒိဏကခန္ဓာကြည်ကျယ်သည်ဆွေမျိုးအချံအယံအခိုင်းစိတ်အချံအယံများဖြင့်စီကားလာသည်သို့သောဘိက္ခုနီအရှင်မကြီးများသည်တကြွယ်မဟူ၍ပေါ့ပေါ့တန်တန်လက်မခံမီပြစ်ချက်တစုံတရာအရှုပ်ထွေးရှိမရှိကောင်းမွန်သေးချာစွာစစ်ဆေးကြရာတတ္တာပပစိတ္တစိတ်ချက်တန်ယုံကြည်စွာဖြင့်ယဟန်ပြုခြင်းဟုသိရသဖြင့်လက်ခံလိုက်ကြသည်
တတ္တာပပိစိတစိတ်ထက်သန်ယုံကြည်စွာဖြင့်ယဟန်ပြုခြင်းဟုသိရသဖြင့်လက်ခံလိုက်ကြသည်ဝိနည်းတို့ဘိက္ခုနီအရှင်မတစ်ပါးကသပင်အမွေခြေသေးလက်သေးသွားအရေးထူအရေးပါစသည်တဆပြင်စကားကမ္မထံကိုတင်ပြညွှန်ကြားလျက်သပင်များကိုရေဖြတ်ကာသင်္ကန်းဝတ်၍တာမဏေယီပြုပေးကြ၏တာမဏေယီသည်ယဟန်မဟုတ်သေးပေတာမဏေယီဓမ္မဒိဏမှာပြည့်ရှင်မင်းနှင့်အကျွမ်းဝင်သောကြောင့်နန်းရင်းသူများနှင့်လည်းရင်းနှီးသည်ဆွေမျိုးကလည်းပေါ်သည်မိတ်ဆွေအသည့်အကျွမ်းလည်းများပြားသည်ဂရေ80ကိုစွန့်ပယ်ပြီးသာသနာပေါင်းတို့ဝင်ရောက်လာသောဓမ္မဒိဏအားထိုပေါ်ပြပါဆွေမျိုးမိတ်တင်ကဟများကချစ်ခင်ကြည်ညိုစွာဖြင့်လှူဒန်းကြသည်တို့ရတွင်ထိုအရာများမှာဓမ္မဒိဏအားတရားအားထုတ်၍မရအောင်နောက်ဆက်သောအရာများသာဖြစ်နေတော်သည်ဓမ္မဒိဏအရှင်မသည်အနောက်ရှက်ကင်းစွာတရားအောက်ထုတ်လိုသည်တို့အတွက်တရားပြသောဆရာတင့်မတင့်ညွှန်ကြားဆုံးမသောဆရာတို့ထံချဉ်ကပ်ပြီးအနောက်ရှက်ကင်းသောနေရာသို့တွားရောက်ကတရားအောက်ထုတ်လိုကြောင်းခွင့်တောင်းသည်ဆရာများသည်တပည့်အားအလိုလိုက်ကြရသည်ကြီးကျယ်ထင်ရှားသောဘဝမှလာသူမဟုတ်လောသို့သောဆရာများရောတပည့်ပါရောက်လာသောအရက်မှာတရားအထုတ်ရန်တင့်လျော်သောညာအနေအစားဆင်းရဲသည်ဓမ္မရိဏအရှင်မမှာဆရာကောင်းကိုစီကံမိခြင်းအဘိနိဟာရဗျာဒိယမိမ့်မမြတ်ဖြစ်ခြင်းတို့ကြောင့်၄-၅ရက်မြဖြင့်အနာဂံဖို့သို့စိုက်လေ၏ဒီမြဖြင့်တတ်မနေပဲဆက်လက်ကဝိပဿနာတရားကိုအားထုတ်ရာယဟန္တာဖြစ်သောမကြာမြင့်မီရောက်ရှိတော်မူလေ၏သူတော်ကောင်းတို့ကိန်းအောင်မွေးလျော်ရန်အလွန်ကောင်းသောနေရာဖြစ်ညာဓမ္မဒိဏအရှင်မမှာကြာရှည်မနေနိုင်ပါအတူပါလာသောဆရာသမားထေရီအရှင်မကြီးများနှင့်အချမ်းအယံထေရီများအနေအစားဆင်းရဲသည်ကိုငဲ့ညာရသည်ထို့ကြောင့်မကြာမတင်ပါပင်ရာဇဂိုမြို့သို့ပြန်လည်ကြွမြန်းလာရသည်ဓမ္မဒိဏအရှင်မတောအယံမှပြန်ကြွလာသည့်တည်ကိုတကြွယ်ဝိတာခကြာ၏အရှင်မ၏အဖြစ်ကိုဂါနာတေချာစွာမသိသဖြင့်တမျိုးထင်၏ဓမ္မဒိဏဟာသာသနာပေါင်းမှာမပြုံမွေ့လို့ပြန်လာလေရော့သလားတို့အတွက်ဝိတာခတကြွယ်သည်ဘိက္ခုနီကျောင်းသို့ရောက်လာသည်တင်းရနေရာတွင်ထိုင်ပြီးရှိခိုးသည်သာသနာတော်မှာပျော်ပါရက်လားမေးခြင်းတော်ညာမသိဟုထင်သဖြင့်လေးလွယ်ပြီးမေးလျှောက်၏အရှင်မဘယ်ဟာကိုတက်ကရလို့ရှင်တော်မြတ်ဖျားဟောကြားတော်မူပါသလဲဖျားဒါယကဒီဥပါဒါနဲ့ခန္ဓာကိုပဲတက်ကရလို့မြတ်စွာဘုရားဟောတော်မူတယ်အဲ့ဒါတွေကတော့ယူပုပါဒာနဲ့ခန္ဓာဝေဒနုပါဒာနဲ့ခန္ဓာတင်ညုပါဒာနဲ့ခန္ဓာသင်္ခါယုပါဒာနဲ့ခန္ဓာဝိညာဏုပါဒာနဲ့ခန္ဓာတို့ပဲဖြစ်ပြီးတော့အဲ့ဒီဥပါဒါနဲ့ခန္ဓာ၅ပါးကိုပဲတက်ကရလို့မြတ်စွာဘုရားဟောတော်မူတဲ့ဒါယကဝိသခကျင့်တ်သွားညာထပ်မံမေးလျှောက်၏ကောင်းလာပါပြီအရှင်မဘယ်တရားကိုတက်ကရသမုဒရာလို့မြတ်စွာဘုရားဟောကြားတော်မူပါသလဲနောင်ဘဝကိုဖြစ်စေတတ်တဲ့ဟိုဘုံဒီဘုံဟိုဘဝဒီဘဝကိုတတ်မဲ့နှစ်သက်တာဟာတက်ကရသမုဒရာပဲဒါယကဝိသခညင်ရန်အကြောင်းမရှိသို့သောဆက်လက်၍လျှောက်ထားမင်းနေမိပြန်၏အရှင်မတက်ကရနိရောဓလို့ခေါ်နေကြပါတယ်ရှင်တော်မြတ်ဘုရားကဘယ်တရားကိုတက်ကရနိရောဓလို့ဟောတော်မူပါသလဲငါရှင်ဝိသခတဏှာကလွတ်ကင်းပြီးဘာမှဖြစ်ပေါ်မလာပဲတဏှာအာလယကင်းငြိမ်းတဲ့နိဗ္ဗာန်ကိုတက္ကရာနိရောဓလို့ခေါ်ပေတယ်တက္ကရာနိရောဓဂာမိနိပရိပရာဆိုတာတက္ကရာမဖြစ်တဲ့နိဗ္ဗာန်ကိုရောက်တဲ့အကျင့်လို့ဆိုပါတယ်အရှင်မဒါကြောင့်ဘယ်တရားဟာတက္ကရာမဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ပဲလို့မြတ်စွာဘုရားဟောကြားတော်မူပါသလိုမဂ္ဂင်၈ပါးဖြစ်တဲ့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယာမတမ္မာတတိတမ္မာတမာတိတို့ကိုတက္ကရာမဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ပဲလို့မြတ်စွာဘုရားဟောကြားတော်မူတဲ့ငါရှင်ဝိသခဥပါဒံလို့ဆိုရမှာအဲ့ဒီဥပါဒါနဲ့ခန္ဓာ၅ပါးကိုပဲဥပါဒံလို့ဆိုလိုတာလားဒါမှမဟုတ်ဥပါဒါနဲ့ခန္ဓာအပြင်တခြားဥပါဒံလို့ဆိုခြင်းပါသလားအရှင်မဗျာအဲ့ဒီဥပါဒါနဲ့ခန္ဓာ၅ပါးကိုဥပါဒံလို့မဆိုဘူးငါရှင်ဝိသခသို့ပေမဲ့အဲ့ဒီဥပါဒါနဲ့ခန္ဓာ၅ပါးကိုဖယ်ပြီးတော့လေဥပါဒံလို့မဆိုဘူးဥပါဒါနဲ့ခန္ဓာ၅ပါးမှာတတ်မဲ့မှုဆွဲလန်းမှုတွေ့တာမှု
ခင်မင်မှုတဏှာဖြစ်တာကိုဥပါဒံလို့ဆိုပေတယ်ဝိသခသည်အာရကျင့်တ်စွာဖြင့်ဆက်လက်လျှောက်ထားပြန်၏အရှင်မဘုရားတက္ကရာဒိဋ္ဌိဟာဘယ်လိုဖြစ်ပါသလဲဒီလောကမှာအရိယသစ္စာကိုမသိမမြင်တဲ့ပုထုဇဉ်ရုပ်ကိုကိုယ်လို့ယုံကြည်တယ်ရုပ်ရှိတဲ့ကိုယ်မှာရုပ်ရှိတယ်ရုပ်မှာကိုယ်ရှိတယ်လို့ယုံကြည်ကြတယ်ဝေဒနာကိုကိုယ်ဝေဒနာရှိတဲ့ကိုယ်မှာဝေဒနာရှိတယ်ဝေဒနာမှာကိုယ်ရှိတယ်တင်ညာကိုကိုယ်တင်ညာရှိတဲ့ကိုယ်မှာတင်ညာရှိတယ်တင်ညာမှာကိုယ်ရှိတယ်သင်္ခါရကိုကိုယ်သင်္ခါရရှိတဲ့ကိုယ်မှာသင်္ခါရရှိတယ်သင်္ခါရမှာကိုယ်ရှိတယ်ဝိညာဉ်ကိုကိုယ်ဝိညာဉ်ရှိတဲ့ကိုယ်မှာဝိညာဉ်ရှိတယ်ဝိညာဉ်မှာကိုယ်ရှိတယ်လို့အယူရှိတယ်အဲ့ဒီလိုအယူရှိတာဟာတက္ကာယဒိဋ္ဌိပဲအဲ့ဒီလိုဆိုရင်ဘယ်လိုအချင်းရနဲ့အယူရှိမှတက္ကာယမဖြစ်ပါသလဲအရှင်မဗျာထိုမေးကိုယဟန္တာအရှင်မကြီးဓမ္မဒိဏသည်ကောင်းစွာဖြစ်ဆိုတော်မူသောအခါဝိသခသည်ထပ်ဆင့်လျှောက်ထမ်းပြန်၏မေခင်၈ပါးဟာသင်္ခတတရားလားအသင်္ခတတရားပါလားဗျာမေခင်၈ပါးဟာသင်္ခတတရားဖြစ်တယ်အရှင်မဗျာအဲ့ဒီမေခင်၈ပါးနဲ့အစု၃ပါးကိုပေါင်းသင့်ပါသလားထိုအမေးကိုအရှင်မဓမ္မဒိဏကကောင်းမွန်ရှင်းလင်းစွာဖြစ်ဆိုတော်မူသဖြင့်ဝိသခသည်တမာရိနိပတ်တမာရိပရိခယာထိုမှဆက်လက်ပြီးသင်္ခါရမြည်မြရှိသည်နီထိုမှတဖန်ကာယသင်္ခါရဝစီသင်္ခါရစိတ်တသင်္ခါရတို့အပြင်နိရောဓတမဘတ်ဝေဒနာအနုတယပဟာတ္တပပฏิပါကဝိမု ക്തി စသည်တို့ကိုစင်္ဃဆက်ကမေးလျှောက်သည်ဝိဇ္ဇာမှာဘယ်အရာဟာပฏิပါကဖြစ်ပါသလဲဖေဟာဝိဇ္ဇာမှာဝိမု ക്തി ဟာပฏิပါကဖြစ်တယ်ဝိမု ക്തി မှာဘယ်အရာဟာပฏิပါကဖြစ်ပါသလဲဖေဟာဝိမု ക്തി မှာနိဗ္ဗာန်ဟာပฏิပါကဖြစ်ပေတယ်နိဗ္ဗာန်မှာဘယ်အရာဟာပฏิပါကဖြစ်ပါသလဲထိုမေးကိုကဓမ္မဒိဏအရှင်မသည်ဖြစ်ဆိုတော်မမူဤသို့ကမြတ်ကြားတော်မူ၏ငါရှင်ဝိသကတင့်အမေးဟာလွန်သွားပြီမြတ်စွာဘုရားရဲ့သာသနာတော်မှာဗြဟ္မစရိယအကျင့်ဟာနိဗ္ဗာန်မှာဆုံးတယ်ဒါယကအလိုရှိသေးတယ်ဆိုရင်မြတ်စွာဘုရားထံတော်မှာမေးလျှောက်ပြီးတော့မြတ်စွာဘုရားဖြေကြားတော်မူတဲ့အတိုင်းသာမှတ်သားကျင့်ဆောင်ပြီးတော့ဝိသခသည်တာရုခောကဝမ်းမြောက်ဝမ်းသာရှိခိုးလျက်ထွက်လာခဲ့ပြီးနောက်မြတ်စွာဘုရားဤခြေတော်ရင်းသို့ရောက်လာသည်ဓမ္မဒိဏအရှင်မနှင့်မင်းများဖြေဆိုပုံများကိုစုံစစ်စွာလျှောက်ထားသည်ဥပဒကဝိသခဓမ္မဒိဏဘိက္ခုနီသည်ကြီးသောပညာရှိ၏ငါဖျားအားထိုပု္ပ္ပာကိုတင်မေးလျှောက်အံ့ငါဖျားသည်လည်းထိုကဲ့သို့သာလျင်ဖြေဆိုအံ့ဓမ္မဒိဏဘိက္ခုနီဖြေဆိုသည့်အတိုင်းသာလျင်မှတ်သားကျင့်ဆောင်လေလောရှင်တော်မြတ်ဖျားသည်နောင်သောအခါ၌ဘိက္ခုနီအရှင်မများအားထိုက်တင်ရာဣတရေဖြင့်ချင်းမြောက်တော်မူသောအခါဓမ္မဒိဏယဟန္တာအရှင်မကြီးအားတရားအဟောကောင်းသောဘိက္ခုနီအပေါင်းတို့တွင်အတာလွန်ဆုံးဟူ၍ဓမ္မကတိကဣတရေအရာ၌ထားတော်မူ၏ဘုရောမေနာတော်ဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓဘုရားရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဘုရားရှင်အားကိုးကွယ်စိတ်ကပ်ပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏံကိစ္ဆာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်အားကိုးကွယ်စိတ်ကပ်ပါ၏တန်ခောမေနာတော်တန်ခံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုးကွယ်စိတ်ကပ်ပါ၏